Mazda i6 နဲ့ပတ်သက်ပြီးတော့ Facebook တွေကျွန်တော် YouTube မှာမြန်မာလိုပြပြထားတဲ့ဟာတွေကတော်တော်လေးကိုရှားပါတယ်။ဒါကြောင့်မို့လို့ Mazda i6 အကြောင်းကိုစိတ်ဝင်စားတဲ့ကျွန်တော်မိတ်ဆွေတွေသိချင်မှန်းထင်လို့ကျွန်တော်ဒီဗီဒီယိုလုပ်လိုက်ခြင်းဖြစ်ပါတယ်။ Mazda i6 ရဲ့ rotary engine က price to performance မှာတော်တော်လေးကောင်းတဲ့အထက်မှာပါတယ်။ engine က 1.3 ပဲရှိရဆိုပေမဲ့ကျွန်တော် horsepower က200ကျော်ထိထွက်ပေးတာမလို့တခြား engine မှာဒီလိုမျိုးရဖို့ဆိုလို့ရှိရင်ကျွန်တော်300ချီကုန်ချခံပြီးတော့မှရနိုင်မယ့်ကိစ္စပေါ့နော်ကျွန်တော်အခုလက်ရှိစီးနေရတော့ Mazda i6 6-speed manual နဲ့ပါအဓိကလူတွေဘာလို့ကြောက်ကြတာလဲ manual တော့ maintenance ဘိုင်းမှာကျွန်တော် rotary engine မှာဆိုလို့ရှိရင် Apex series ရဲ့သဘောတဘာဝ premise လောက်ရမယ့်နည်းပညာ engine wine view ဆိုင်ရတာတွေတည်ထားရဆိုလို့ရှိရင်တကယ်တော့ဒီကားလေးကပြောစရာကောင်းတဲ့ GDM ကားစစ်ပါကျွန်တော် rotary engine က high RPM ကိုအရင်ကြိုက်ပါတယ်နောက်တစ်ခုလူတွေမှတ်မှားနေရရှိပါတယ်ကျွန်တော် rotary engine ကပုံမှန်လေပတ်နေပြီဆိုလို့ရှိရင် engine wine ကလည်းဒုနည်း၎င်းပဲနည်းနည်းလေးချင်းစီလောင်ကျွမ်းပေးပါတယ်ဒါကိုလူတွေအမှတ်မှားပြီးတော့မှ engine wine စားရတယ်ဆိုပြီးတော့မှထင်နေကြတာပေါ့နော်ပုံမှန် maintenance လုပ်ထားတဲ့ကားတစ်စီးမှာ engine wine ဒီအနှိမ့်ငယ်တာလောင်ကျွမ်းပါတယ်အဓိကကျွန်တော် i6 ရဲ့ rotary engine က engine heat မတက်ဖို့ရယ် B1 engine wine ရယ်ဒီနှစ်ခုကိုနားလည်ထားတယ်ဆိုလို့ရှိရင် rotary engine ကတင်ကိုဘယ်တော့မှဒုက္ခပေးမှာမဟုတ်ပါဘူး Manual motive ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်